မစားရမတော့ရစုထားတယ်အဖေမဖောက်ပြီးအရက်တော့တယ်ဟုတ်ရဲ့ဟာစိတ်ညစ်လို့ဟာဖေစိတ်ညစ်လို့ဟာစိတ်ညစ်လို့အရက်တော့ပြီးအမားတွေလို့အဲ့ဒီအမားတွေဆိုခွင့်လို့ကိုကျွန်တော်ဒါပြောတယ်အဖေကဒါပဲပြောကြရှိတာဟုတ်ရဲ့ဟာဖေအဲ့လိုမပြောပါနဲ့ကွာဖေအဲ့လိုမပြောပါနဲ့ကွာယေရှုလေးကိုဖောက်ပြီးတော့ငါဘာဖြစ်လို့အရက်တောက်ပြစ်လိုက်တယ်လဲဆိုတာမင်းမေးကိုကောင်းတယ်ကွာမင်းအဲ့မေးကိုမေးမင်းအဲ့မေးကိုမေးမင်းငါ့ကိုမေးစမ်းပါမင်းမမေးလည်းငါဖြေချင်ဟုတ်ကဲ့ဒီနေ့ကလေးမလေးတယောက်ငါ့ကိုလာမေးတယ်ဦးလေးကြီးဟာတဲ့သမီးရဲ့အဖေဦးရဲ့နဲ့ငါဘယ်လိုဖြေလိုက်လဲမှတ်လားဟမ်မဟုတ်ဘူးလို့ငါဦးရဲ့နဲ့မဟုတ်ဘူးလို့ငါသမီးမရှိဘူးလို့ငါဖြေလိုက်ကောင်းကလေးမြတ်ညို့တနာစရာလေးကွာငါထွက်သွားငါတော့ကနေတကောက်ကိုလိုက်တယ်ငါအတင်းပေါင်းလို့မလိုက်ခဲ့တယ်လို့ငါဩခဲ့တာကြောက်ပြီးတော့ဂျန်ခဲ့တိတ်ကြောက်တယ်အဲ့ဒီကောင်မလေးဘယ်သူလဲမင်းသိလားဟမ်ငါထွေးအဲ့ဒီကောင်မလေးဘယ်သူလဲမင်းသိလားလူလဲလေဟမ်မင်းညီမကွာမင်းညီမမင်းတိတ်တွေ့ချင်တယ်ဆိုလဲမင်းညီမမင်းတိတ်လို့ချင်တယ်ဆိုလဲမင်းညီမငါလေးဘာလို့မခေါ်ခဲ့တာလဲငါခေါ်လို့မဖြစ်ဘူးမဟုတ်တွေးရမင်းလို့ဟာခေါ်လို့မဖြစ်ပါဘူးဆိုမင်းလို့ပဲငါအဖေကွာငါသမီးလေးမင်းလို့ပဲငါချစ်တာပဲခေါ်ချင်ငါမခေါ်ရတာကိုသမီးကိုသမီးမကိုတည်ရတာနဲ့ရဲရဲစစ်စစ်ကိုမောက်ထားကြဝါငါစိတ်ညစ်လို့အရက်တောက်တာဗျာကဲဆရာသမားဘာမေးအောင်လဲကျွန်တော်ဘာမေးအောင်လဲမေးဟဲ့ကမေးစမ်းပါငါ့ကိုဟမ်ခေါ်လို့မရပါ